လက်ရှိသောသမီးနဲ့သားမစာပိဆွေမျိုးများမိတ်ဆွေများအားလုံးအားတန်ရှင်းသောဝိညာဉ်တော်အပြင်ကိုရောရှင်နေသိမ့်တော်မူပါသူတို့မျက်ရည်များအားလုံးကိုတုပ်တော်မူပါမတ်တူတာရဲ့ပစီလာရဲ့တော့ပါတီကိုကြောက်ခိုင်းလို့ကျွန်တော်တက်ပြောခြင်းဖြစ်ပါတယ်ပစီလာကျွန်တော်ရဲ့ cost person ပါကျွန်တော်လည်းလာပိုင်းလောက်ပဲမြင်ဒီနေ့ကျွန်တော်ရဲ့၄လလောက်ပဲနေပါတယ်သူကကျွန်တော်နဲ့၄လလောက်ပဲပစီလာကလက်ကျင်မွေးလဲဆိုတော့24 November 1948 first andဖြစ်ပါတယ်သူမကွာတဲ့မိဘကတော့ဦးလဖေတော့ baby သမီးခွေးဆုံးဖြစ်ပါတယ်တော့ဘာနဲ့ဖေတော့နော်မာဖေဦးနဲ့ကန်လဖေတော့မာလာဖေဒီမှာယေဦးမြတ်ဆွေကြီးနီးဖြစ်ပါတယ်သူစားတဲ့တော့ပါတီကိုအညို့ကြတာပြတဲ့ဆမ်ဆမ်ဒီလိုဖြစ်ပါတယ်ဒီမှာဖြစ်တဲ့လိုက်ပြောသွားတဲ့ဆမ်ဆမ်တာဒီရဲ့ကျင်းနေသူကာပီနဲ့ဒီတာသူများအတွက်အထူးကောင်းကြီးနေတာကိုဒီတိတ်ခါရရဆရာကြီးဦးကြီးနေတယ်တယောက်တောင်းဆိုသူကစစ်တော်မှာဖြစ်ပါတယ်ကောင်းတဲ့ဘဝရှိတော်မူသောကျေးဇူးတော်ရှင်ဖခင်ဒီနေ့ကျွန်တော်တို့ဒီဒီနေရာမှာစုရုံးတဲ့မန်နေဂျာသမဂနဲ့တူကိုရှင်ထံတော်ကိုလာတော့ပြင်ပေးနာလို့ကြောင်းကျေးဇူးတော်ကြီးပါတယ်။ကျောင်းမှာကိုရှင်ကိုချစ်တော်ကိုရှင်သမီးတော်သူစားပြီးကိုကျောင်းကြီးဒီနေရာကိုရောက်ရှိတာဖြစ်ပါတယ်။ကိုရှင်တော်ရှိတဲ့သူ့ကိုမူပါပြင်ပေးပြီးတော့ကိုရှင်တော်ရှိတော်ကြောင့်သူ့ကိုငြိမ်းချမ်းတော်ပြီးတော့ပြင်ကိုပေးကြတော်ဒီကိုရှင်ကိုဘုန်းတော်ကိုချီးမွမ်းပါတယ်။မာဒီကွာကျွန်တော်တို့ချစ်တဲ့အန်တီရဲ့ဆောင်းနာခဏမှာနောက်ဆုံးတော့ပြုဒီတော့နှုတ်ဆက်ကိုရံဖျားကိုပြုခြင်းအပြင်နှုတ်ဆက်ကိုရံအတွက်ခွင့်ရရှိတဲ့အတွက်ပြန်မှာရရှိတဲ့ဒီလိုချင်းမှပါတယ်ကြောက်လာကြတဲ့ရှိတဲ့ဒီကုမမိသားစုများဒီလူတင်သားများမိတ်ဆွေတင်ခါများဒီနေ့ချင်းများအားလုံးကိုလည်းပဲမိသားစုကိုစားကျွန်တော်အများကြီးကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဒီချင်းတရားနဲ့ရေးဆိုင်တဲ့အခါမှာကျွန်တော်အနေနဲ့တယောက်နဲ့တယောက်ခွန်အားပေးတော်ကြလည်းပဲဘုရားရှင်ထံမှာဂရုတော်တွေအားဖြင့်သာလေကျွန်တော်တို့တွေတိကျမှန်ကန်သောခွန်အားနဲ့မျှော်လင့်ခြင်းဖြစ်တဲ့အတွက်ဒီမှာကျမ်းစာအားဖြင့်ဖတ်ရှုပြီးတော့ကျန်ရည်တော်မိသားစုအတွက်တော်တော်ကျွန်တော်အားလုံးအတွက်တော့တန်ခါတရားရပြီးတော့ဟောရည်လို့ပြောပါတယ်ဖျားကိုယ်တိုင်ဖျားရှင်ကိုယ်တိုင်ကျွန်တော်အဖြစ်မပြီးဘူးအဖြစ်မလဲပေါ့ဘယ်သိပ္ပံပညာရှင်မှဖြစ်လို့မရဘယ်အတွေ့အကြုံပညာရှင်မှဖြစ်လို့မရအတတ်ပညာဘူးမှမိကိုဖြေလို့မရဘူးဖျားရှင်ကိုယ်တိုင်ကျွန်တော်ခန္ဓာကိုယ်ကိုဖန်ဆင်းတဲ့ဖျားကိုယ်တိုင်ကျွန်တော်ကိုဖန်ဆင်းထားပြီးတဲ့ဘုရားရှင်ကိုယ်တိုင်ကနေတော့ formula နဲ့ဖန်ဆင်းတဲ့ဘုရားကိုယ်တိုင်ကျွန်တော်ကိုအဖြစ်မပြီးမရဘူး။အဲဒါလို့ဒါကိုကျွန်တော်အနေနဲ့ဒီနေ့ဘုရားကိုယ်တိုင်ဖြည့်ပေးတဲ့ကြံရက်အနေငယ်ကိုကျွန်တော်ဖတ်ရှုခြင်းအပြင်သိသိပူရဖို့ကျွန်တော်အားပေးလို့ပါမယ်။ဒီမှာဆိုရင်ယောဘအနေတော့အဖြစ်သူ့ကိုယ်တိုင်ပြန်ဖြည့်ရတယ်ဘုရားရှင်ကသူ့ကိုဝိညာဉ်တော်အပြင်ပြန်ဖြည့်တာပေါ့နော်။သူဘာပြောလဲဆိုတော့လူမူကတည်၍ဆွေးနွေးတတ်လူဒီအသက်ချုပ်ပြီးအပေမှာဖြစ်နေပြီကျွန်တော်ကတော့အသက်ချုပ်ပြီးတော့ဒါတင်ငိမ့်မှာပေါ့နော်ကျွန်တော်လည်းယူဝေးတင်ငိမ့်မှာလို့ပေါ့နော်ကြောက်တော့ပေါ့နော်ချို့ကတော့ပင်နေထဲမှာဒီလိုပဲတည်ပြီးတော့ငါးစာရှိပြောက်လို့ရှိတာပေါ့နော်ဒီမျိုးတော့မတူကြဘူးတည်ပြီးအပေမှာရှိတယ်အရင်ပြတ်တကယ်လို့မိရခန့်ချောက်တကယ်လို့၎င်းလူဒီအိမ်ကြီးမှာတော့တမန်ထားရအောင်မိုးကောင်းပြီမကုန်ပြီတဲ့အောင်မနှိုးရအဲ့ဒီတော့မတည်ရဒီစကားတခုကတော်လေးတယ်နော်
မိုးကောင်းကြီးမကုံတဲ့ဒီနေ့ပါဒီမိုးကောင်းကြီးကဒီနေ့ကုန်ပါဒီနေ့ကုန်ဆုံးပါတဲ့လုံးထောင်ရဒီလိုဒုက္ခဆင်းရဲတဲ့ဘူကြီး၆သွေးပြီးတော့ဒီချင်းနာချင်းကိုချင်းနဲ့ပြီးရတဲ့ကဘာကြီးကတော့အဆုံးမရှိတဲ့ချိန်မျိုးမှာရှိမှာပေါ့ဒါရပြီဖန်ဆင်းရှင်ဖြစ်ပါ၏ကျွန်တော်တို့ကအသက်ပေးပိုင်ရှင်ဖြစ်ပါ၏ကိုရရှင်သည်တမီတော်သူစားဖြစ်ကိုဒီလောကမှာအသက်68နှစ်တိဆောင်းလျှောက်ခဲ့ပြီးဖြစ်၍ယေရှုတင်ပါ၏ဟာဖျားဒီလောကသက်ရှင်နေတဲ့ချိန်ခါမှာဒုက္ခဆင်းရဲခြင်းမျိုးခံစားပါ၏ဒီဒုက္ခဆင်းရဲခြင်းများမှာလွတ်ကင်း၍ကိုချိန်ခါမှာနားနေခွင့်ပေးသောကြောင့်လည်းထိုပဲယေရှုတင်ပါပါဟာဖျားကျေးလေးရှိသောဒါနဲ့တမီကိုလည်းဆက်လက်၍ဆောင်းလျှောက်ပြီးတော်မူပါဘုရားရှင်သည်ကျွေးမွေးတော်ရှင်ဖြစ်တော်ကြောင့်သူကိုမိဘမရှိတော်လည်းသူတို့ကိုကျွေးမွေးပြီးတော်မူပါဆောင်းလျှောက်ပြီးတော်မူပါဝေကာပြီးတော်မူပါ
လောကရဲ့ခရီးဆုံးဖြစ်သောဤနေရာသို့ကျွန်တော်တို့ရောက်ရှိပါ၏ဖဖျားကိုရရှင်သမီးကိုဤနေရာမှာကျွန်တော်တို့အထာမေဖြစ်ပါ၏ကိုရရှင်ဒီစီစဉ်တစ်ခုလုံးကောင်းချပေးတော်မူပါဤနေရာនេះကိုရရှင်ကိုကျိုးဆွနိုင်သောသမီးဖြစ်စေတော်မူပါရောက်ရှိလာသောခရစ်ယာန်သားတို့မြေပေါင်းတို့ဒီလည်းပဲဤနေရာမှာရောက်ရှိလာတဲ့အခါမှာကျင့်နဲ့ဝမ်းမြောက်စွာဖြင့်အင်းတို့ပြန်သွားနိုင်ပါလေကိုရရှင်ပို့ဆောင်တော်မူပါခရစ်တော်ဖျားနာမ၌ကျေးဇူးတင်စွာဆုတောင်းပါရဖဖျားအာမင်ကျွန်တော်တို့အနေနဲ့ဝမ်းနဲ့ပူဆွေးသောမိသားစုနဲ့မိတ်ဆွေများအားလုံးကိုနှုတ်ကပတ်တရားဖြင့်နော်နှစ်သိမ့်အားပေးမှာဖြစ်ပါလေယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်ကြောက်ရွံ့ခြင်းမရှိနဲ့ငါသည်အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏အသက်ရှင်သောသူလည်းဖြစ်၏ငါသည်အရင်သေးသည်ဖြစ်၍ကဘာအဆက်ဆက်နဲ့အသက်နဲ့ပြည့်စုံ၏မရဏနဲ့မရဏနိုင်ငံကိုလည်းငါအစိုးရ၏တဖန်တော့ကောင်းကင်မှအတန်ကယခုမှစ၍သခင်ဖျား၌တည်သောသူတို့သည်မင်္ဂလာရှိကြဟုရေးထားလော့ဟုပြောဆိုသည်ကိုငါကြား၏ဝိညာဉ်တော်နောက်ဤအတရေရုပ်သောကျွန်ုပ်တို့၏ခန္ဓာသည်ကိုယ်တော်၏ဘုန်းတော်နှင့်ပြည့်ဝသောကိုယ်ခန္ဓာအဖြစ်သို့ပြောင်းလဲရကြမည်ကိုယ်တော်သည်ခတ်သိမ်းသောအရာရှိသမျှကိုကိုယ်တော်အတွက်အောင်မြင်နိုင်နှင်းတော်မူသည့်အတိုင်းမပြောင်းလဲခြင်းကိုတတ်နိုင်တော်မူ၏ကျွန်တော်တို့အနေနဲ့တခြင်းနံပါတ်4ဆိုပြီးတော့ဆရာကြီးဦးမင်းလွင်အနေနဲ့ကောင်းကြီးပေးဆုတောင်းမှာဖြစ်ပါတယ်ဥအချိန်ရှိပြီးမလဲချုပ်သည်ကိုယ်တော်အပြင်းမှာစာနိုင်သူမရှိအကျိုးနဲ့သူကိုသောက်ပြအံတော်မှာကျွန်တော်ရဲ့အတူဝင်နေပါခေယံဒီချိန်၌ကိုရရှင်သမီးဖြစ်သောတော်သူစားဖေဤကြောင့်ကျင်းသောရုပ်ကလပ်ကိုညီတို့အနံဒီဖြစ်ပါ၏သူသည်ဒီမြေတွင်၌ကိုရရှင်ကိုစောင့်မျှော်နေမည်ဖြစ်ပါ၏ကိုရရှင်သည်ဘုန်းတော်နှင့်ကြွလာသောအခါတွင်ကိုရရှင်သမီးတော်သူစားဖေသည်ကိုရရှင်ကိုရှေးဥစွာကြိုဆိုရသောအခွင့်ကိုရရှင်နှင့်အတူဘုန်းတော်ဝင်စားသောအခွင့်ကိုကိုရရှင်ပြင်ဆင်ပေးနာတော်မူပါလာရောက်၍မေတ္တာပြကြသောကိုရရှင်သားသမီးအားလုံးကိုလည်းကိုရရှင်ချစ်ချင်းမေတ္တာဂရုဏာကျေးဇူးတော်အဖြစ်ပို့ဆောင်ခြင်းကောင်းကြီးမင်္ဂလာအပြည့်အဝဖြင့်ဤအစီအစဉ်ကပြန်သွားသောခွင့်ကိုကိုရရှင်ပေးနာတော်မူပါခမဲတော်ချစ်ချင်းမေတ္တာသားတော်ဤကျေးဇူးတော်နှင့်တန်ရှင်တော်ဝိညာဉ်တော်မြတ်တော်ဖတ်ခြင်းကိုမြတ်တူဒီနေရာတွင်အစဉ်မြဲတည်ရှိတော်မူပါစေသောအာမင်အာမင်အောက်ချလို့ကျေးဇူးတော်